Go, go, go. Let's move. Let's move.နိုင်ငံတိုင်းမှာအဲ့ပိုးချောင်းနေရဒါ check ရဲ့ prof မျိုးရောက်Vanderbilt gig there. Yeah, Berlin the guy. Center of Berlin, boy. Lava. Vậy là hợp lý đó. Lại ba, thì cái hồn trên tay chúng tôi nên nổi ba. Aku cuma ya ni na Budapest view dega Saints Temple. Ah, look at this. Aku Berlin mà cô dân đâu đó Berlin mà sân này khỏe rồi ê sân này bỏ nó thế này có rồi mà Warsaw rồi mà EC45 cái này đi anh em rồi Poland rồi đi thang này về rồi Poland á đã có lẽ Central Station này mà đã Poland rồi mà cho nó Polandနိုင်ငံဝါဆောမြို့ကိုကျွန်တော်တို့သွားပါမယ်ဝါဆောဆိုတာကတော့ဒုတိယကမ္ဘာစစ်တုန်းကဒါအားလုံးစစ်ပင်ကြီးနဲ့စာချုပ်ချုပ်ဆိုတဲ့အထင်ကြီးမြို့တစ်မြို့ဖြစ်ပါတယ် Second World War တုန်းကဒါစစ်ပင်ကြီးနဲ့စာချုပ်ချုပ်ဆိုတဲ့အထင်ကြီးမြို့တစ်မြို့ဖြစ်တဲ့အတွက်ကြောင့် Poland ဝါဆောကိုကျွန်တော်သွားမယ်ကျွန်တော်တို့မော်ဒမာတွေသွားမယ်ကျွန်တော်တို့ team Ride on Euro team သွားမယ်အဲ့တော့ကျွန်တော်ရထားနဲ့ပဲသွားနေတယ်ဥရောပမှာဟိုတစ်ခေါက်လာတော့ကျွန်တော်လေယာဉ်လေးနဲ့ရှောက်သွားကိုကျဒီတစ်ခါတော့ရထားသွားတယ်စကားစီးတယ်လမ်းလျှောက်တယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ခန္ဓာကိုယ်ရဲ့ဟို body weight ကိုထိပ်ပြီးတယ်ပြီးတော့ပို့ပြီးတော့လည်းစိုက်ရင်ခွန်းတွေပုံမြင်ရတယ်အဲ့တော့ very good အခုဒီရထားစောင့်နေတယ်ဝါဆောသွားမယ်ဆိုတော့ကျွန်တော်ဒီမှာရထားစောင့်နေပါပြီရထားတွေအရင်အချိန်မှန်တယ်ဗျာအရင်တက်ရှင်နဲ့တက်ရက်တဲ့စနစ်တကျရှိတယ်ဒီ central station ကြီးဆိုလို့ရှိရင်4တဲ့5တဲ့လောက်ရှိတယ်အဲ့တော့ ground ပေါ်မှာရှိတယ်ပြီးတော့ local လဲဆွဲတယ်နိုင်ငံတကာဆိုတော့သူတို့ဥရောပနိုင်ငံတွေလည်းချိတ်ဆက်ပြီးဆွဲတဲ့ဟာတွေလည်းရှိတယ်အကုန်လုံးရှိတယ်။နောက်ကိုကျွန်တော်အကုန်စီးပြီးပါတယ်နော်။ငားတဲ့လို့တစ်ခါလေးတစ်ထက်ကို3ခါလောက်ပြန်စီးမှားသွားတာလေ။အဲ့ဒါရှိတယ်။ Okay ကျွန်တော်သွားမယ်နော်။ဟိုကစောကြမှာတွေ့မယ်။
ဘာဖြစ်လဲဆိုတော့တက်တီနဲ့ထိုင်ကုန်တွေမှာထိုင်နေတာအမှကျွန်တော်ဝယ်ထားတဲ့ပူတင်လောက်ထားတဲ့ ticket က private ဟောအပြန်နေတယ်ကျွန်တော်တို့ဘာမှမဟုတ်ဘူးဘယ်မှာဆိုရင်စီးနေတော့ထိုင်နေလို့ပြောတယ်ဘာတွေ့ကြရတော့ဘာဖြစ်တယ်မင်းတို့ဒီဘက်မှာပဲပြန်ကြောင်းပေးပါဟိုထိုင်ရတဲ့ဘာဖြစ်လို့လဲမောင်းလို့ထုတ်တယ်နော်တရားစကဲလာတယ်ဒီတကွဲထုတ်တကွဲတွေဖြစ်သွားပြီကွာဟိုဒီကြီးကဝယ်ပြီးတော့ဒီနေတဲ့နေရာမှာတော့ထိုင်နေရတယ်ရတာပဲခွင့်ယူလိုက်ဘူးတို့တရားတော့ပြန်အောင်စားလို့ရတယ်မပေးဘူးကွာပြန်ပြောင်းတော့ဘာစားတော့ဒီကမှာဒီ coffee ရောင်းနေကောင် coffee တစ်ပတ်ကိုမလေးခါဝါတော့ရောက်တော့မယ်โอเคအခုကျွန်တော်တို့ပုံစံကနေရထားချင်းကြတယ်။နှစ်နိုင်လောက်ရှိပြီဒါပေမဲ့ဂျားထဲမှာလည်းသူရထားတာတန်းကြောင်းချီပြီးတခုကြောင့်ကျွန်တော်နိုင်ဘောတော့ခဏရထားရက်ပါတယ်။ဒါတော့ကြောက်ဘူး။အခုရောက်တဲ့ချိန်မှာလည်းကျွန်တော်ဆက်တော့ပြန်။အားလေးလိုက်တဲ့ဆိုတော့စားကြတယ်ဆိုတော့ breakfast ကို breakfast ကျွန်တော်ဒါပဲလမ်းနေတာ။ဒါဘူးလေ။အဲ့ဒါ breakfast ကြောင့်ဂျန်ရောင်းစ
Warsaw Center ကမှုတွေတော့ပူရာ Center မှာရမှာဒါတော့Warsaw maintenance ခေါ်တော့အဲ့ဒီတော့ရောက်တယ်တဲ့စင်တော့အဲ့တော့နောက်တစ်ခုကလည်းဘာလဲအခုဒါဝါဆောကိုရောက်ပြီဘာလီနာနေယထာစီးလာလမ်းမှာတလေးက2နာရီ2နာရီလောက်နောက်ကျအောင်ယထာလမ်းပြက်နေတာ2နာရီလောက်နောက်ကျအောင်ဆိုတော့သူတို့ refund ပြန်လုပ်ပေးတယ်ယထာလက်မဲ့ရဲ့တဝက်ဖို့ပြန်ရောဒီမှာကျွန်တော်9နာရီလောက်တည်းရောက်အောင်ည9နာရီလောက်တည်းရောက်အောင်အခု9နာရီကျော်10နာရီနီးပါးလောက်မှရောက် refill ပြန်လုပ်ပေးတာဝါဆောရဲ့ Central Station မှာဒါပူရာယော Central Station ကိုကျွန်တော်ရောက်ပြီတော့အဲ့တော့ကျွန်တော်တဲ့ hotel ကိုကျွန်တော်တန်းသွားမယ်ပြီးလို့ရှိရင်ပစ္စည်းတွေချပြီးရတယ်ဒီနေ့တော့နားမရအောင်ရထားကထောက်ချောက်စီးလာတာနားမှာ2နာရီလောက် delay ဖြစ်သွားတော့သူရက်တော့ပုံမှန်နေပြောဦးတော့ကောင်းတယ်ပင်မနေလားပြောအဲ့တော့ကျွန်တော်တို့ဒါဝါဆောရဲ့မြို့လေကောင်ရောက်ပါပြီဗျာဒါပိုလန်နိုင်ငံဝါဆောပါလက်ကျန်တော့ဝါဆောမှာကျွန်တော်ရှောက်သွားမယ်ရထားကြီးရှောက်ပြီးမယ်လမ်းကြီးရှောက်မယ်ဒီနေ့ပို့တော့ good night ပါများအားလုံး good night ပါ
တင်မောကြီးကတစ်နှစ်တစ်ခါမှဒီစင်ကာပူနိုင်ငံဖြစ်ပြီးရှောက်လာတဲ့အချိန်မှာနေနေတာဆိုတော့ကိုရီးယားအဝေးကြီးမသွားနိုင်သေးတဲ့အချိန်မှာဒီစင်ကာပူဆိုတဲ့ကိုယ့်ရဲ့ဒီအရှေ့တောင်အာရှနိုင်ငံမှာလာစီးရတာကိုလူကအရန်ကန်ကောင်းတယ် passionate traveler agent နဲ့လိုက်ခဲ့ပါဒီကင်းစဉ်အများကြီးရှင်းနေပါ အဒီရောတခါမှတင်မောမရှိဘူးပေါ့ဒါပထမဆုံးတင်မောpolice နေတာနော် ပြီးတဲ့အစအနေမှာအဆုံးပြီပေါ့နော်သူတို့ပေးတဲ့ service ကကိုပြီးရတဲ့ငွေကြေးနဲ့service နဲ့ဆိုလို့ရှိရင်အတိုင်းဒါတစ်ခုကတော့ခြေနဲ့ဖွယ်အားကောင်းပါတယ် ဒီပေးရတဲ့ဈေးနဲ့သွားတဲ့ခီးကအရန်နဲ့တန်ပါတယ် Everything fine, thank you. How would you like to meet again? No. She's very cool. Mengala pa. Yeah. Mengala famnyema. Yeah. Okay, so maybe today our program, today our program is maybe you guide us to see the some sightseeing go here. Okay. Look at here. Thank you. Okay. No problem. Yeah. Got it. မရကိုရောက်နေတာကတော့ပိုလန်နိုင်ငံရဲ့ဒီဝါဆောမြို့ရောက်နေတာပါဝါဆောမြို့ဆိုလို့ရှိရင်အရန်ကိုကြီးကျယ်ခမ်းနားလာပါတယ်လူကြီးကလည်းထူထပ်တယ်ဆိုပေမဲ့သူ့ညာနဲ့သူပေါ့လေကြည့်ရတာလည်းအဆင်ပြေတယ်အခုမရကိုရောက်နေရတော့ဒီ culture ပေါ့နော်ဒီနန်းတော်ကြီး palace ဒီနန်းတော်ကိုရောက်နေပါတယ်ဒီနန်းတော်ဆိုလို့ရှိရင်1955ခုနှစ်ကနေတော့မှစတင်ပြီးတော့မှတည်ဆောက်ခဲ့တာဖြစ်တယ်ပြီးတော့ဒီနန်းတော်ကိုဆိုဗီယက်ဗိသုကာပညာရှင်ကဒီဇိုင်းပေးပြီးတော့မှတည်ဆောက်ထားတာဖြစ်ပါတယ်။အရန်ကိုခမ်းနားလာတဲ့နန်းတော်ကြီးပါဒီနန်းတော်ဆိုလို့ရှိရင်ပိုလန်မှာဆိုလို့ရှိရင်အကြီးဆုံးပိုလန်မှာအကြီးဆုံးဥရောပမှာဆိုလို့ရှိရင်တော့၈ခုမြောက်နန်းတော်ကြီးဖြစ်ပါတယ်။နန်းတော်ကြီးအမြင့်ဆုံးနဲ့အကြီးဆုံးပေါ့နော်နန်းတော်ကြီးဖြစ်ပါတယ်။အခုဒီနန်းတော်အထဲမှာဆိုလို့ရှိရင်တော့ညီမတို့ဒီလေ့လာစရာတွေအများကြီးရှိပါတယ်ဒီပြတိုက်တွေအားကစားခန်းမတွေပြီးတော့ဒီစာကြည့်တိုက်တွေအများကြီးပါပဲဒါတွေကိုညီမတို့သွားလေ့လာကြပါတယ်အဲ့ဒါကိုလေ့လာဖို့အတွက်ကိုဖရစ်ကိုဖိတ်ခေါ်ချင်ပါတယ်ကိုဖရစ်နဲ့ကိုဖရစ်တငယ်ချင်းပေါ့နော်ပိုလန်နိုင်ငံသားဟယ်ရီကိုလည်းဖိတ်ခေါ်ချင်ပါတယ်ကိုဖရစ် Hello. မင်္ဂလာပါခင်ဗျာခရစ်ပါဒါကြောင့်တကယ်ကြီးဒီမှာကျွန်တော်ဒီပိုလန်နိုင်ငံဥပဆောင်မျိုးရောက်နေပြီနော်ဆိုတော့ဒီနိုင်ငံကြီးဘယ်တော့လှပရဆိုတဲ့အကြောင်းဘာဒီကျွန်တော်တို့နိုင်ငံနဲ့ပတ်သက်တဲ့ culture အများကြီးလေ့လာရတဲ့အကြောင်းတက်ပြတယ်နော်ဒီတော့ကျွန်တော်တို့အကူအညီတယောက်လိုလေတကယ်ကြီးပိုလန်နိုင်ငံသား Mr. Harry come ဘယ်ကောပါလဲ Hey Harry nice to meet you long time no see Mengala famnyema. Yeah. Okay Harry so yeah right here any of us show around all the water. Okay, you can go inside. Okay. So you explain about the thing right now? Sure.
Okay, so here this is a palace of culture and science, as you said, and here there's a lot of really important culture things for Warsaw. For example, there is a really important dramatic theater, and for example, Russian art like Chekhov are something here, and there is a cinema over there, and yeah, so many people when they want to see a beautiful or important movie for the European culture in Warsaw, they go here sometimes and for the theater here. So it's like this, and the whole building as I said is 65 years old approximately right now. And so we will go after inside of this building to the top, and from that place there's a beautiful view for the skyscraper here, and for of course old city and the palace of our king is on the old city, and I will of course show you. 哇ဒီက65နှစ်လောက်ရှိတယ်ဒီမှာကျွန်တော်တို့ကစောင့်တယ်တော့ဟုတ်ဟေး65နှစ်လောက်ရှိတယ် ဆက်ငါးလို့ဆိုတော့ဟို1980နဲ့ 1950နှစ် 1990ပါရော ကျွန်တော်1989မှာဒီမှာဒီမှာဒီဆိုပြဟို sovereignty ရုရှားအောက်ကကျတဲ့ဒီ freedom ဖြစ်သွားတယ်ရှစ်တော့ဆောင်းခဲ့55မှာဆောင်းခဲ့ 55မှာဆောက် 55မှာဆောင်းခဲ့တာဆိုတော့တကယ်တည်းကြီးကျယ်ခမ်းနားတော့ဒီလိုတော့ဒီအဆောက်အဦကဒီမှာအရေးကြီးတဲ့ပွဲတွေနိုင်ငံတကာနဲ့ပတ်သက်တဲ့ပွဲတွေဒီမှာဒီရုပ်ရှင်တွေရှိမယ်ထီတာရှိကာပွဲတွေရှိမယ် ဒီဖြစ်သွားဒီဘက်မှာ ရုပ်ရှင်ဒီဘက်မှာဒါတကယ်အရေးကြီးတဲ့နေရာပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံပြောမှဆိုမြို့တော်ခမ်းမဆိုတော့ကျွန်တော်ဒီလောက်ထားပြတာဆိုတော့ဒီမှာအရေးကြီးတဲ့ဒီ European လာတဲ့ဒီ TV filming လို့ပွဲတော်တို့ကျွန်တော်ဒီထဲမှာကျင်းပါတယ် ဩ ဒီကတော့ဝါဆုံးမြို့မှာဒါစက်တီဆောင်ပေါ့နော်ပြောမှဆိုရင်ဒီကအကြီးဆုံးပေါ့ အကြီးဆုံး နော်အကြီးဆုံးဆိုတော့ဒီဝါဆောင်ကအကြီးဆုံးမဟုတ်ဒီကိုလမှာဒီကောင်အမြင့်ဆုံးစောင့် ဟုတ် နော်ဆိုတော့အရင်စိတ်ဝင်စားဖို့ကောင်းပါတယ်ကျွန်တော်ခဏကျွန်တော်အပေါ်တက်ကြည့်မယ်ဒီအပေါ်တက်ကြည့်ပြီးကျွန်တော်ဒီအပေါ်160ဒီ ခုနကဟိုပြလိုက်တွေကအဲ့ဒီထဲမှာရှိရလား ရှိတယ်နော်ဆိုတော့ကျွန်တော်တော်ပြီးတော့လေ့လာကြရအောင်ကျွန်တော်မြန်မာနိုင်ငံကမတူညီတဲ့ culture တွေဟုတ်ပြီအားဒီလိုအဲ့နေတယ်ဘာလို့လေ့လာတင်နေလဲဆိုတော့အားလုံးကျွန်တော်လေ့လာကြအောင်နော် okay so good ဘောပြလိုက်အခုကညီမတို့ဒါနံပါတ်ပေါ့နော်ဒီဘောပြလိုက်တယ်ဘုံဘုံညီမတို့လေ့လာဖို့အတွက်နံပါတ်ဝယ်ရပါတယ် ဒီချက်တောက်တာတော့မှာပဲဒါအဖြစ်တဲ့ stadium ကဘောလုံးကွင်းဖြစ်တဲ့အဖြစ်တဲ့ဘောလုံးကွင်းကဒီကိုနိုင်ငံရေးကြီးတဲ့ပွဲတွေကျွန်တော်လည်းမှာကိုယ်ဘောလုံးကွင်းမှာတော်တော်ပြောလို့ဆိုဒါအိုထောင်ဒီကျွန်တော်ကြောက်ခန်းလာရောက်တာအိုထောင်နဲ့တကယ်အိုထောင်ကြီးတောင်း From the right, I will show you later. ဟော nice and yeah beach okay so total how high is the building how many floors is that here There is the 230 meters.
237 and then 237 meters. Just here. တော့အမြင်ရလား Right now, Yeah, that's the phone. Yeah, that's the phone. building Poland, but they want to put really huge skyscraper over there. It's going to be the biggest building in the United Europe. It's about 320 meters, but there is only a architecture project right now, and they are going to build this building after a few years. And yes, now this building is the biggest, but after a few years. မိုက်တယ်သူတို့က project အောင်ခြိုက်သွားတယ်သူတို့ ဟုတ်လား ဒီဟာတက်ကြီးတဲ့ archi building တခုပေါ့နော် architect building တခုကျွန်တော်ဒီဘက်နောက်မှာကျွန်တော်ကဖောက်ဖို့လုပ်နေပြီ320 မီတာမြင့်နေပြီဒါကျွန်တော်က30ခုပဲရှိတာနော်ဟို320မြင့်တဲ့မှာဆောင်းတော့သိမကြတော့ဒီကောင် biggest ပေါ့အကြီးဆုံးမဟုတ်တော့ဘူးဟိုဘက်ကအကြီးဆုံးဖြစ်တော့ အဲ့ကြတော့ဒီကကြတော့ဟောပါလေဒီရဲ့လက်ရခုနပြောတာ ဒီကလက်ရှိမှာဒါပုံမှန်ဒီ style တွေကဒီ Soviet ပေါ့နော် ဒီက ကျွန်တော်တို့ဟိုကဒီ history ကြောင့်နည်းနည်းပြောမှဆိုဒီကအရင်ကတည်းကဒါ Russia တွေရဲ့ influence ကဒီမှာရှိခဲ့တယ် Russia ကြီးစုခဲ့တဲ့သဘောပေါ့နော် 1989ကျမှဒီကောင်တိုတယ်ဒီပိုလန်နိုင်ငံဆိုပြီး1989မှာတော့ပိုလန်နိုင်ငံဆိုပြီး freedom ရသွားတာပေါ့ဒါကြောင့်မလို့နေရာတော်တော်များများဒီပိုလန်ရဲ့နေရာနိုင်ငံတော်တော်များများမှာကျွန်တော်တို့ဟိုဟာဒီပြောမယ်ဒီ Soviet နဲ့ Russia နဲ့ပတ်သက်တဲ့အဆောင်အုံးတွေတွေ့တဲ့ design တွေတွေ့ရတယ်နော် သူတို့ရုရှားရဲ့လက်ရတွေပုံများမှာ ဒါ ပေါ့ ပေါ့ဒီစက်မတီရတယ်သူရတယ် ဟုတ် အိုးတောင်းကပေးရ Yeah, you can try to find the old town. အိုးတောင်း Yeah, old town. Where is old town? You can try to find. ဒီဘုရားကအရင် simple ဖြစ်ကျွန်တော်တို့အရှိမရောက်ခဲ့ပြီး unique လေးရောက်ခဲ့ပြီး သွားပြီ ဆိုတော့ကျွန်တော်တို့အကြည့်မြင်နေရပို့တော့ပါ ယူနစ်တော့ကြတော့ဟိုရှင်းအောင်ပြီးသူကပုံစံလက်ရတွေပဲเนาะ ဟုတ်တယ် ဒီမှာကြာနေပို့ပြီးတော့ဟာခစ်ပုံစံမျိုးပုံလေးအဲ့ဒါအိုးတောင်းကိုရှာလိုက်မယ်အိုးတောင်းကိုရှာလိုက်မယ်တွေ့ပြီဟိုမှာ Yeah, exactly. ဟုတ်တော့ Old town is over there. အော် There is a king's palace with this tower. You can see here. ဟုတ် You will see this green king helmeted tower and this red building in the palace. There is a cathedral. It's not really famous cathedral. It's important over there, and we will go there after Palace of Culture, or maybe later. I will show you the most important thing there. There's also a university where I'm studying. Exactly there. ဒီမှာဒီအဲ့မှာဒီဖရနေကြအဲ့ဘက်သွားလို့ဒီရှင်းပြတယ်ဒီမှာအဲ့မှာကြောက်တဲ့တစ်ကြောင်မှာသူခေါ်ရတယ်မယ် တဲ့အိုးတောင်းကအဲ့တကွက်ကလေးပဲရှိတော့เนาะဒီမှာ ဟိုတော့အုတ်တိတယ်ဘယ်တော့မှပညာရေးအိုးတောင်းတယ်ဒီဆိုင်လေးပဲရှိတယ်ကျွန်တော်ဟာကျွန်တော်လည်းမျက်နှာတွေရှာတယ်ဟိုတော့ ပိုလန်ကတခုကကျန်တဲ့နေရာတွေကြာเนาะတစ်သက်တည်းအဆောက်အဦတွေနဲ့အိုးတောင်းကအဲ့တကွက်ကလေးပဲရှိရเนาะ ဒါတော့ဘယ်တော့မှမဖြုတ်ဘူးရိုးရ Facebook ရိုးရဘယ်တော့မှမဖြုတ်ဘူး ဘာ So everywhere we can easily find the hotel with all similar things. Yeah, that's true. And we love those skyscrapers, of course, and There's this financial. what's that? This over there, where is it? The biggest skyscrapers in Warsaw are over there on the left. We will go that way and Okay. show them. ရှေ့မှာဟိုကညောတို့လေးလာခဲ့တဲ့ခါနဲ့ဆိုကွာရယ်နော်။ညာအဲ့ဒါဆိုရှေ့ကမှာကျတော့ပြီးသူကလက်ရတယ်အကုန်လုံး။ဒီတော့တော့ရ fresh ရယ် Yeah, unique, yeah. unit ရယ် Funny, yeah. ဒါလေးရယ်အဲ့ဒီကကြာအကုန်လုံးကကျရှေ့အောင်ပြီးသူကလက်ရတယ်။ဒီမှာကတော့ကျအသစ်ဆန်းနေ Modernize. modernize ပို့ဖြစ်တယ်။ပြီးတော့သူ့ရဲ့လက်ရအခုနဗာလဲ pressure လက်ရတယ်။လက်ရတယ်ပို့ပြီးတော့တွေ့ရမှာပေါ့နော်။အခုနောက်အသစ်ဆောင်မဲ့ဟာကြတော့ Super fun. ဘယ်လက်ရနဲ့ဆောင်တာ That is okay. ဆိုဗီယက်လက် Aquí, ¿verdad? Desde el project of theပြောတတ်တယ် ဒါပေမဲ့အခုနေကြတယ်ကွာကျွန်တော်ပြင်ရရရောက်ဘုတော့ကွာဒါလိုရှိနေ ရှိရ တိတ်နေပါ ဒီမှာပြည်မှာဆိုရင်တော့ပကံပေါ့ ဒီကပကံ နော် ပကံ ပကံတို့ညောင်ဦးတို့ ညောင်ဦးလို့ပြောလိုက်ကို ည
ညဦးလို့ပြူတော့ ဟုတ်ပြီ ခရီးဆောက်ဦးရွာအရန်ထူချရတယ်နော် ဟောတယ်ဟိုက ဒါအဲ financial ဆောက်ဦးရ ဖြစ်တဲ့ဟာ အဲ့လေ ဒါ apartment တော့ဒါအဖက်မှာ apartment ဒီပိုလန်နိုင်ငံသားဒီဘုံနမ Lewandowski ပိုင်တာနော် စေးကြီးမှာ ဒီကကြည့်တော့ ဘလောက်ရှိ ပြန်ယူတော့ရှိတယ်ပေါ့ဒီအရှိမတော့အရှိမတော့ဒီကဆောင်းလေးတော့လား ဟင်း အဲ့ဒါ financial center လို့ခေါ်တယ်အဲ့မှာကျွန်တော်တကယ်ကြီးနော်အဲ့မှာဟိုဟာ Harry အဲ့ဒါပတ်တိုင်းတော့တောင်းတဲ့ရလို့အဲ့မှာနော်ကျွန်တော်ဝါဆောင်ရအကြည့်တယ်အဲ့ဒါအချက်ချက်တွေနားပါလို့ရှိတယ်ပေါ့နော်နော်တိုင်းကြကျွန်တော်တို့လေးတစ်ပိုင်းကပဲတော့လေ think Harry ကိုတော့မယ်ဒီပေးနေတော့ကျွန်တော်တော့မယ်တော့လေးတာ Tim Ferriss ကခုနမြင်တဲ့ဟိုတောင်း တော့ပါလိနော်သူကြောင်းတော့လေးတာဟုတ်ပြီလား Okay ဒီမှာတို့လိုမျိုးကြည့်ဟုတ်လား ဟာ လက်ဖြစ်တယ် အဲ့လေ ဒီမှာအဓိက stress ဖြစ်နေတယ်သူကတို့ကလုံးလုံးနေတယ်သူတို့ခေါ်ယူမှတင်ထားတယ်အဓိကတိကျသူကသူတို့ကိုယ်ပိုင်ဖြစ်လို့ရှိတယ်နော်ကျွန်တော်အဓိကအဲ့ဒါပဲလူရလို့ဖြစ်တာဒီကိုယ်ပိုင်ဖြစ်လို့တင်ထားတယ်လို့ချင်းလို့တော့မယ်နားတဲ့ချိန်နားမယ်ဒီတောက်တဲ့အချိန်ကအဲ့ဒါကျွန်တော်တရက်မှာ24နိုင်ရှိတယ်ဟုတ်တယ်နော် 8နိုင်ကျွန်တော်တို့အလုပ်လုပ်တယ်ဒါပုံမှန်8နိုင်အိတ်တယ်တော့8နိုင်ကပြောက်တော့တယ်အဓိကကျွန်တော်တို့ mindset ကိုပွားတယ်ဟုတ်လားသူများညာအဲ့24နိုင်ကို3ချိုးချိုးပြီးတော့အလုပ်လုပ်တယ်ဆိုတော့သူက stress ကမရှိဘူးဆိုတော့နော် okay so ဘာညွှန်ရေးအရင်စိတ်ဝင်စားတော့ဒါကတော့ကျွန်တော်တို့ဒီ Warsaw မြို့ရဲ့တောင်ဘက်ပိုင်းပေါ့နော်ဒီဘရင်နေတဲ့ဒီဝေဒနိုဖက်ဝေဒနိုဖက်ရဝေဒနိုဖက်လေးကိုကျွန်တော်ဆက်ကြည့်မယ်နော်ဒီအရှိတဲ့အတွက်ညတော့ယူဆိုတာ ဟုတ်ကဲ့ တဲ့တော့ယူကြီးအေးအဲ့ဒါရမှနေတာဘရင်ရဲ့ garden ကိုခေါ်တယ်နော်ဘရင်ရဲ့ garden အဲ့မှာအဲ့ဒီတော့ဒီ garden ကဘယ်လောက်ဆိုလဲတို့ဟိုဒီပေါ်လန်နိုင်ငံသားတွေသူတို့အလုပ်တော့ပြီးသွားတဲ့အချိန်ကျသူအေးဖေးအဲ့မှာတော့နားတယ်တော့အဲ့မှာ shopping တွေလည်းရှိတယ်နော်နောက်တစ်ခါကျပါရှိတယ်အဲ့မှာတနင်္ဂနွေဆိုရင်အဲ့မှာပေါ်လန်နိုင်ငံသားတကယ်နာမည်ကြီးပေါ့နော် greatest piano special တွေကဘယ်လိုပြောမလဲဒီတီးတဲ့ဆရာပေါ့နော်ဒီတော့တော့ပြီးတော့တီးပြီးဖြုတ်ပြတယ်အဲ့မှာသူပေါ်လန်နိုင်ငံသားတွေသွားပြီးတော့ပန်းဖြေတယ်ဆိုတော့ဘာဆက်ဝင်သွားတော့ဒီနေ့ဗာနေလေ ဒီနေ့ဘာနေလဲ ဒီဘယ်လိုနေလဲဒီနေ့ကတော့ဆေးပါဆေး Stand up church was really I saw in the picture that there. Hold on. Yeah, the church. The church with the Yeah, correct. Mày chứ. Bắt đầu là còn gì? Mày nghe. Bây giờ thì nhìn chim đi. Đó là cô liền phụ kinh mà phải giống mà chỉ là. Đó. Vừa xây thế mà. Đi xây rồi đó. မချင်မထားတဲ့ဟာတွေပဲဒီကျဲကိုပြတ်မှာဒီကျဲအောင်ဝယ်ရတယ်ဒီကျဲလည်းကြီးကျယ်ခံထားတယ်ပြအခုကောင်းမလားဟုတ်လားအဲ့ Em bảo ပြည့်နေတော့ cô đã cuốn ra toàn đi nào đó. Được không? Nhưng mà giờ này thì này cô đi ra cái này nghe phần nhiều rồi đâu rồi mà nhưng mà là ra nhiều được được. ဒီလိုပဲစူးစမ်းရတယ် Đấy là nó. Được không này? Tay bia bên mặt kia. Đó. ဟုတ်တယ် Ra đi ở chỗ hồ bên. ခမလို့အောင်မယ် Rồi bữa nay cháu vô cái này là đây là cái cá đây mà. Cái này thì là piano is là bây giờ thì cái này mình piano is là
အဲ့ဒါကျွန်တော်အခုဒါပိုလန်စခဲ့တာလေသူဒီနိုင်ငံစခဲ့ကျွန်တော်စဉ်းစားကြည့်ဒီပိုလန်နိုင်ငံသားတွေကလေသူတို့ဘယ်ရောက်မလဲနိုင်ငံမှာရှိတဲ့သူတို့ရဲ့ဟို history လို့သူတို့ပတ်သက်တဲ့အရေးကြီးတဲ့အကြောင်းအရာကတော့သူဂုဏ်ယူဝင်ကြောတာပြောတယ်ဆို ဒီကျဝရတစ်နှစ်တစ်ခါမှဒီစင်ကာပူနိုင်ငံပြည်ပေးရှောက်လာတဲ့အချိန်မှာနေနေသားလို့ကိုရီးယားအဝေးကြီးမသွားနိုင်သေးတဲ့အချိန်မှာဒီစင်ကာပူဆိုတဲ့ကိုယ့်ရဲ့ဒီအရှေ့တောင်အာရှနိုင်ငံမှာလာသိရတာကိုလိုတော့အရန်ကန်ကောင်းတယ် passionate traveler agent နဲ့လိုက်ခဲ့ပါဒီကင်းစဉ်ကိုအများကြီးကျင့်တတ်ပါ အန်ဒီရောတခါမှတင်မောမရှိဘူးလို့ဒါပထမဆုံးတင်မောကိုရင်းနေစားပါ ပြီးတဲ့အစအနေမှာအဆုံးပြီပေါ့နော်သူတို့ပေးတဲ့ service ကကိုပြီးရတဲ့ငွေကြေးနဲ့service နဲ့ဆိုလို့ရှိရင်အတိုင်းဒါတစ်ခုကတော့ကျင့်တတ်ဖွယ်အားကောင်းပါတယ် ဒီပေးရတဲ့ဈေးနဲ့တွားတဲ့ဒီးနဲ့အရင်နဲ့ဆန်ပါတယ် ကျွန်တော်ရိုးရိုးဘာကောင်မဟုတ်ဘူးရသလား branded ဖြစ်နေတဲ့ဘာကဆို LV ဒီပိုင်းနိုင်အောင်တောင်းပြီ ကိုယ်ပဲသွားမှာလဲနော်ဖြစ်တာကရှာတယ် မိုင်းမှာဆိုရင်လမ်းလျှောက်အောင်လေ့ကျင့်ခန်းမလုပ်အောင်ဒီရောက်တော့ Australia လေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်သွားတယ်မလုပ်လို့လည်းမရဘူးမလုပ်ရင်ကိုယ်တယောက်လည်းကျန်နေတယ်မသွားရဲ့အဲ့တော့ဒီများဆုံးတိကျ Hello တော့ သူကလည်းညားရတယ်တော့လည်းကောင်းတယ် ကျွန်တော်အဖွဲ့တွေကျွန်တော်တို့အဖွဲ့တွေရေးလေသနာဖို့ကောင်းတယ်ဘာလို့လဲဆိုတော့ပြောဖို့လည်းကောင်းတယ်ပြင်မတဲ့အချိန်သနာတယ်တနေ့ချိန်ကျတော့ချစ်စရာကောင်းတယ်ပြောဖို့ကောင်းတယ်